ကျွန်တော်တို့ဘိုးရီနတ်တွေကိုတိုက်တန်းလုပ်တဲ့အခါမှာဘလောက်အားနဲ့ကြက်ရမလဲဆိုတော့ကြည့်ပါလားပုံမှန်အားဖြင့်တောက် range နဲ့ကြက်တယ်တောက် range နဲ့ကြက်တယ်ဆိုတော့ကိစ္စကိုတော့ကြားဖို့မယ်ထင်ပါတယ်အရာထက်မှကြက်တာတော့ဝက်ဦးကိုလက်တင်းကြက်ဟိလက်တင်းကြက်ဟိဆိုတဲ့အခြေအနေမျိုးမကြာခဏကြားရပါလိမ့်မယ်ဒါပေမဲ့ကိုသုံးတဲ့ပစ္စည်းက gasket ကိုခံတယ်အတွင်းမှာရှိတဲ့ pressure သို့မဟုတ်အရည်တွေအငွေ့တွေကိုလုံခြုံစေခြင်းတဲ့အတွက်ကြက်တဲ့အချိန်မှာလက်တင်းနဲ့ကြက်လက်တင်းနဲ့ကြက်ဆိုတဲ့ဥစ္စာဒီမလုံလောက်ရင်ဘယ်နဲ့လုံသို့မဟုတ်ကိုကစက်နဲ့ကြက်လိုက်တဲ့အချိန်ကြလို့ရှင်ရောစက်ကကြတော့ပါဝါကိုသုံးတဲ့အတွက်ကြောင့်မလို့အတိုင်းအဆမရှိပြဆွတ်ကြလိုက်လို့ရှင်ဘိုးရီနဲ့တွေကျိုးသွားရင်ဘယ်နဲ့လုံဒါမှမဟုတ် gasket ကြီးပြတ်ထွက်သွားရင်ဘယ်နဲ့လုံအဲ့ဒီလိုအခြေအနေမျိုးတွေအတွက်ဒီဇိုင်းလုပ်တဲ့အချိန်မှာ top value ဘလောက်အားနဲ့ကြာရမယ်ဆိုတဲ့ data အတိအကျကို design engineer တွေကသတ်မှတ်ပေးရတယ်။ပုံမှန်အားဖြင့် newton meter, pound inch စတဲ့ unit တွေနဲ့ကြာရတယ်။အခုပြောပြပေးမယ့်အကြောင်းအရာတွေကဘလောက် value ရအောင်တွက်ရမယ်ဆိုတဲ့ formula တွေအစား design လုပ်တဲ့အချိန်မှာဘယ် theory ဘယ်လို idea ကိုသုံးပြီးတော့ဆုံးဖြတ်စဉ်းစားရတယ်ဆိုတာကိုပြောပြချင်တာဖြစ်တယ်။ပုံမှန်အားဖြင့် mechanical design လုပ်တဲ့အချိန်မှာကိုယ့်ပစ္စည်းရဲ့အမြင့်ဆုံးခံနိုင်ရည် allowable stress နဲ့ကိုသုံးရမယ့်အားရဲ့အကျိုးရဲ့ stress နဲ့နှစ်ခုနှိုင်းယှဉ်ပြီးတော့ခံနိုင်ရည်ကတကယ်ရှိတဲ့အားတဲ့ပိုကြည့်နေလို့ရှိရင်ဒီ design ဒီ pass ဖြစ်တယ်။တကယ်လို့ခံနိုင်ရည်ကကိုသုံးရမယ့်အားတဲ့နည်းနေတယ်ဆိုလို့ရှိရင်ကိုသတ်မှတ်ပေးတဲ့ value ဒီ fail ဖြစ်တယ်။အဲ့တော့ fast ဖြစ်ဖို့အတွက်ကပစ္စည်းရဲ့ခံနိုင်ရည်ကပိုနေရတယ်။အဲ့ဒီ theory အတိုင်းပဲဒီဘိုးရီနတ်တွေရဲ့ Titanic top value စဉ်းစားဆုံးဖြတ်တဲ့အချိန်မှာလည်းအတူတူပဲဒီဘိုးရီနတ်တွေရဲ့ material တွေရှိတယ်ဘလောက်ခံနိုင်ရည်ရှိတယ်။အဲ့ဒီဘိုးရီနတ်တွေရဲ့ strength တွေရှိတယ်။နောက်ပြီးတော့ဒီဂျားထဲမှာခံသုံးမဲ့ gasket တွေရဲ့ခံနိုင်ရည်ရှိတယ်။နောက်အဲ့ဘိုးရီနတ်တွေမှာ grease လို့စီတုတ်မလားတစ်ခါတလေကြောက်လို့ရှင်ဒီကောင်ဒီ teflon အုပ်ထားတဲ့ဘိုးရီနတ်တွေလားတစ်ခါတလေကြောက်လို့ရှင် galvanized နတ်တွေလားအဲ့ဒီလိုပေါ်မှာမူတည်ပြီးတော့လဲ factor တွေကိုစဉ်းစားရတယ်ဒါကကိုသုံးမဲ့ပစ္စည်းတွေနောက်တစ်ချက်ကလိုအပ်တဲ့လို့ပစ္စည်းရဲ့အတွင်းထဲမှာရှိတဲ့ pressure ကတွန်းကန်ပြီးတော့ဒီကြက်တဲ့နေရာကနေပြီးတော့အရေသွင်းဖို့အငွေ့တွေထွက်မလာနိုင်ဖို့အတွက်အတွင်းမှာရှိတဲ့ pressure ကိုခံနိုင်အောင်တင်းကျပ်ပြီးတော့ကြက်ထားမှဒီအတွင်းကကောင်ကမထွက်မှာဆိုတော့အဲ့ဒီ pressure တွေလည်းပို့ပြီးတော့ကြက်အားကလည်းပို့ရမယ်ဒါကြောင့်မို့လို့တောက် value တွက်တဲ့အချိန်မှာအရင်ဆုံးပါလောက်ရမယ်ဆိုတော့ကိုဘလောက်အားနဲ့ကြက်မယ်ဆိုတဲ့ force ကို preload လို့ပေးတယ်ဒါကကိုပေးမယ်အားနောက်တစ်ခုဒီအသုံးပြုမဲ့ပစ္စည်းတွေဘိုးတွေနတ်တွေရဲ့ material တွေအသုံးပြုမဲ့ lubricant တွေနောက်ပြီးတော့ gasket တွေရဲ့အဲ့ဒီကောင်တွေရဲ့ခံနိုင်ရည်နောက်အကျူရလို့တကယ်ရှိတဲ့ pressure ကိုခံနိုင်ရမယ့်ကိစ္စဒီအချက်၃ချက်ပေါ်မှာမူတည်ပြီးစဉ်းစားတယ်ကိုပေးတဲ့အားဒီဘိုးတွေနတ်တွေရဲ့ခံနိုင်ရည်တဲ့ပိုပြီးများသွားတယ်ဆိုလို့ရှိရင်ဘိုးတွေနတ်တွေကျိုးသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဘိုးတွေနတ်တွေ fail ဖြစ်တယ်အဲ့ဒီလိုပဲ gasket ကခံနိုင်ရည်တဲ့ပိုပြီးတော့ပေးလိုက်ပြီလို့ရှင်လဲ gasket ပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်ကိုပေးတဲ့ value ဒီ fail ဖြစ်တယ်ဒါပေမဲ့ကိုပေးတဲ့ value ဒီအကျိုးရရှိတဲ့လုပ်ထဲတော့ပို့ပြီးတော့များနေရမယ်အဲ့ဒီအတူတူပဲဟိုဘက်တစ်ဖက်မှာလည်းဘိုးတွေနတ်တွေgasket တွေရဲ့ခံနိုင်ရည်ရှိတဲ့ strength value တဲ့နည်းတဲ့ value ဖြစ်ရမယ်အဲ့တော့သူက margin နှစ်ခုရှိတယ်တစ်ခုကသုံးမဲ့ material တဲ့ strength နဲ့နေရမယ်နောက်တစ်ခုကအကျိုးရ value တဲ့ပို့တဲ့အားပမာဏဖြစ်ရမယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုတွက်ရလဲဆိုတော့ဒီ preload ကိုစစဉ်းစားရတော့လုတ်ဘလောက်ပေးမလဲဆိုတာဒီဘိုးတွေနတ်တွေ gasket တွေရဲ့ခံနိုင်ရည်80% maximum 90% strength ကိုမူတည်ပြီးတွက်ပြီးတော့မှဒီဂျားထဲမှာရှိတဲ့ value ကိုဟိုကသတ်မှတ်ပေးပြီးတော့လုပ်ရတယ်အဲ့ဒါကို design code တွေမှာတော့ SP မှာ PCC1 ဆိုပြီးတော့section တိတန့်ရှိတယ်အဲ့ဒီအတွက်ကို PV လို့ software တွေနဲ့တွက်ရတယ် hand calculation တွေနဲ့ပြန်တွက်လို့ရတယ်ဒီလိုတွက်တဲ့ဟာမျိုးတွေကိုတော့ကျွန်တော်တို့လို delay engineer တွေကတော့သီးသန့် section တွေနဲ့တွက်ထုတ်ရတယ်ဒါပေမဲ့ပုံမှန်အရာထဲမှာတာမန်အလုပ်လုပ်မယ်ဆိုလို့ရှင်တော့ဒီ top value ကပေးကိုပေးရတယ်
ဒီလောက်လည်းအများကြီး critical ဖြစ်တဲ့ပတ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အကြံပေးချင်တာတော့ online မှာတောက် value calculator ဆိုပြီးတော့တိုက်ရှာလိုက်လို့ရှင် value တွေထွက်လာတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကိုကဘာတွေရွေးပြရမလဲဆိုတော့ဘိုးတွေနတ်တွေရဲ့ both side တွေ nut side တွေရွေးပြရတယ်အဲ့ဒီလိုပဲ nut တွေဘိုးတွေရဲ့ bit value ဘယ်လောက်ရှိလဲဘယ်လောက် TPI ရှိလဲဆိုတော့ရွေးပြရတယ်နောက် K factor ဆိုတဲ့ nut factor ကိုရွေးပြရတယ်အဲ့ဒါကတော့ဘယ်မှာမူတည်ပြီးဆုံးဖြတ်တယ်လဲဆိုတော့ lubricant တို့ nut တွေဘိုးတွေရဲ့ကုတ်တင်ဒီပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ပြရတယ်အဲ့ဒီလို value တွေကိုသုံးမဲ့ပစ္စည်းရဲ့ value ကိုရွေးပြီးတော့ထည့်လိုက်တာ ਨੇ ဟိုဘက်မှာ automatic maximum ဘယ်လောက် value သုံးရမှာမယ်ဆိုတော့ပြောထားတဲ့အတွက်ကြောင့်မို့လို့ဒီ value အထီကိုသာပေးလိုက်လို့ရှင်ပုံမှန်အခြေအနေမှာတော့ safe ဖြစ်တဲ့အခြေအနေကိုရပါတယ်ဒါမှမဟုတ် pressure vessel လို့အရေးကြီးတဲ့ဥစ္စာတွေမှာတော့ PCC1 နဲ့တွက်ကိုတွက်ပေးရမယ်သို့မဟုတ် SMU stamp code vessel လို့ဟာမျိုးကိုတွက်ရမယ်ဆိုလို့ရှင်တော့ဒီ PCC1 ကုတ်ကိုမူတည်ပြီးတော့တွက်ထုတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တီးသန့် section တစ်ခုအနေနဲ့ထည့်ပြီးတော့တွက်ထုတ်ရပါတယ်ဒါကတော့ program တွေ calculation တွေလိုမှလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအပိုင်းကိုတော့ DJ engineer တွေကပဲဆက်လုပ်ပါမယ်ပုံမှန်ဆိုလို့ရှင်တော့online က tools တွေကိုသုံးလို့ရှင်လုံလောက်ပါတယ်ကျေးဇူးတင်ပါတယ်